ပြီးခဲ့တဲ့တောက်ကြနေညစနေတနင်္ဂနွေပေးရက်မတိုင်ခင်လေးမှာပဲပေါ့နော်ဒီအီရန်စစ်ပွဲတွေကိုဟူသီတွေပါဝင်လာခဲ့မယ်ဆိုရင်အခြေအနေတွေကိုဘယ်လောက်အထိပြောင်းလဲသွားစေနိုင်မလဲဆိုတဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်တင်ပေးဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကျမရဲ့ရှင်နေရောက်အမျိုးခကြီးတစ်ခုထွက်လာရတဲ့အတွက်ပေါ့နော်အဲ့ဒီဗီဒီယိုကိုကျွန်တော်မတင်ပေးနိုင်ခဲ့တာပါအဲ့တော့အခုဆက်ပြီးအဲ့ဒီဟူသီနဲ့ပတ်သက်တာကိုပဲကျွန်တော်တို့ဆက်ပြီးဆွေးနွေးရအောင်ပါအဲ့ဒီလိုကျွန်တော်တွေးပြီးနောက်တစ်နေ့မှာပဲအဲ့ဒီအဖွဲ့ကဟူသီအဖွဲ့ကပေါ့နော်စစ်ပွဲတွေကိုတကယ်ပါဝင်လာခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲအရှိလေပိုင်းမှာတခါလေးကိုကမောက်ကမတွေထပ်ဖြစ်ကုန်ပါတော့တယ်ဒီနေရာမှာဟူသီတွေရဲ့အကြီးကအစီအစဉ်ကြီးကဘာလဲဆိုတာကိုပြောဖို့ကျွန်တော်စောလွန်းနေသေးပေမဲ့အခုချိန်ထိတွေးရတဲ့လက္ခဏာတွေကတော့တခုမှသိပြီးတော့ဟန်မကြလှပါဘူးဟူသီအဖွဲ့ကတီဟီရဲအစိုးရအတွက်တော့အတိအကျကိုအားဖြည့်ပေးနိုင်မယ်အဖွဲ့မျိုးပါပဲအီရန်နေနဲ့ဟော်မုတ်စီလက်ကြားကိုပိတ်ပစ်နိုင်တယ်လို့ရီမန်မှာရှိတဲ့ဟူသီတွေရဲ့အနေအထားကလည်းပင်နီတွေကတင်ပေါ်တော်လာမှုတွေကိုပါပိတ်ပစ်နိုင်တဲ့အလားအလာရှိနေပါတယ်ဒီလိုလုံရဲ့မျိုးကကမ္ဘာစီးပွားရေးပေါ်ကိုဖိအားတွေပို့ပြီးကြလာစေပါလိမ့်မယ်ဟူသီတွေဝင်ပါလာတဲ့အပြင်စစ်ပွဲတွေမှာအစားကလေးကရှိုးဝဲမြေပြင်စစ်စင်ရဲ့အစိပ်ပိုင်းတစ်ခုရှိနေခဲ့တယ်ဆိုတာကိုဒီအပတ်ပေးရက်မှာကျွန်တော်တို့သိလိုက်ရပါတယ်အဲ့ဒါကတော့တီဟီရန်အထိထိုးဖောက်ဝင်ရောက်ဖို့မျှော်လင့်ချက်နဲ့မော်ဆက်ကကြောထောက်နောက်ခဲ့ပေးထားတဲ့ကက်တိုက်ခိုက်ရေးသမားတွေပဲဖြစ်ပါတယ်အတူတူပြောရရင်တော့ကိစ္စတွေကစီစဉ်ထားတဲ့အတိုင်းအတိအကျဖြစ်မလာခဲ့ပါဘူးတလားကြော်လောက်ကြာလာတဲ့အခါမှာဒါကအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးမိတ်ဆွေတို့တည်ထားဖို့လိုတဲ့အရာတွေပါနည်းနည်းတော့နောက်ကျတော့ပါပြီဟူသီတွေရောက်လာပါပြီခပ်ပေါ်ပေါ်လေးပြောရရင်တော့မှအဲ့ဒါကကမ္ဘာကျန်တဲ့နိုင်ငံတွေအတွက်တော့သိမကောင်းလှပါဘူးစနေနေ့ဟာသူတို့ရဲ့တရားဝင်ရောက်လာမှုလို့ပဲပြောရမှာပါအစ္စရေးတောင်ပိုင်းကအရေးကြီးစီးပြစ်မှတ်တွေလို့သူတို့ပြောတဲ့နေရာတွေကိုပိထိန်နှုတ်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ဘီယာရှိဘာတဝိုင်းမှာအိုအော်ဆွေးတန်တွေထွက်ပေါ်လာခဲ့ပြီးတော့နိုင်ပိုင်းကြာမှာတော့ cruise ဒုံးကြီးတွေ drone တွေနဲ့ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပါတယ်ဒါတွေအားလုံးကိုအစ္စရေးဘက်ကအပြည့်အဝဓာတ်ဖြတ်ဟန်တားနိုင်ခဲ့ပြီးတော့မှထိခိုက်ဒေဆုံးမှုဒါမှမဟုတ်ပျက်စီးဆုံးရှုံးမှုဘာမှမရှိခဲ့ဘူးလို့သိရပါတယ်တနင်္ဂနွေနေ့ကတော့အဲ့ဒါတွေနဲ့ဆန်းကျင်ဘက်အနေနဲ့ပေါ့နော်တိတ်ဆိတ်နေခဲ့ပါတယ်ဟူသီမီဒီယာတွေဘက်ကထပ်မံပြစ်ခတ်တာမျိုးကျင်ညာတာမျိုးတွေမရှိခဲ့တဲ့အတွက်ပေါ့နော်အလုံးစုံစစ်ပွဲကြီးဖြစ်လာနိုင်တယ်ဆိုတဲ့အရှိန်တွေကိုအနေဆုံးတော့လောလောဆယ်မေ့ဖေထားလို့ရတော့ပါတယ်ဒီကိစ္စဖြစ်လာတဲ့အခါကမ္ဘာတဝန်းကမျိုးတော်တိုင်းလူလူမှာပြန်နှံတော်တဲ့စိုးရိမ်ပူပန်မှုဟာဒုံးကျည်တွေနဲ့သိမ့်မဆိုင်ပဲဟူသီတွေသာဘဲအိမ်မတ်တဲ့ရေလက်ကြားကိုပိတ်ပစ်လိုက်မယ်ဆိုရင်ကမ္ဘာကြီးနဲ့ထောက်ပံ့မှုပါဖြစ်တော်မလဲဆိုတာနဲ့ပို့ပြီးသက်ဆိုင်နေပါတယ်အခုချိန်ထိတော့သူတို့အဲ့ဒီဘက်ကိုရှေ့လန်းမရွှေ့သေးပါဘူးအနည်းဆုံးတော့တနင်္လာနေ့မနေ့အတန်ဒီဗီဒီယိုကျွန်တော်အတန်သွင်းနေတဲ့အချိန်ထိစီတဲ့တင်ပေါ်အစင်ပေါင်းများစွာဟာပင်လီနီကိုဖျက်ဆီးတော်လာနေကြစေပါပင်လီနီဆိုတာကအချိန်တွေအကောင်းဆုံးအချိန်တွေမှာတော့မှကမ္ဘာကုန်သွယ်ရေးအတွက်အရေးပါပါတယ်ဒါပေမဲ့ဟော်မုတ်စီလက်ကြားကရတတဲ့ပပောင်းများစွာတပိုင်းတစားပိတ်ဆို့နေတဲ့အနေအထားမှာဆိုတော့ပင်လီနီကအရင်ကထက်အများကြီးပိုအရေးပါလာပါတယ်ဟော်မုတ်စီလက်ကြားကိုပိတ်ပစ်ခဲ့တဲ့ပုံစံကလည်းနားလေထားဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့အီရန်ကတကယ်တမ်းကိုထိလက်ရောက်ပိတ်ဆို့ခဲ့တာမျိုးတော့မဟုတ်မိုင်းတလုံးထောင်ခွေးတာမျိုးမလုပ်ခဲ့ရပါဘူးစစ်ပွဲစောပိုင်းရက်တွေတုန်းကစီဒန်သင်္ဘောတစ်စင်းကိုတကယ်ပြစ်ခတ်ခဲ့တယ်ဆိုတဲ့အဆက်နဲ့ကြောထောက်နောက်ခံပြူထားတဲ့စီဒန်သင်္ဘောတွေကိုပြစ်မယ်ဆိုတဲ့ချိန်ချောက်မှုလေးကနေပဲရေလက်ကြားတစ်ခုလုံးကိုပိတ်ပစ်ဖို့လုံလောက်နေခဲ့ပါတယ်ရက်ပိုင်းအတွင်းမှာပဲအန်ဒီယေကအရန်များလုံးလို့သင်္ဘောပိုင်ရှင်တော်တော်များများကလုံးဝကိုခရီးမစီစဉ်တော့ပါဘူးအဲ့ဒီဆက်ကပဲယီမန်နဲ့အာဖရိကဥဆိုဒေသကြားက26ကီလိုမီတာအကျယ်ရှိတဲ့ဘဲအမှန်တဲ့ရေလက်ကြားကိုမရှိမဖြစ်လိုအပ်လူနီးပါးနေရာတစ်ခုဖြစ်သွားစေခဲ့ပါတယ်ဆော်ဒီအာရေဗျဟာကျွန်းဆွေတလျှောက်ကနေပင်လီနီစိတ်ကမ်းတွေစီကိုရေနံစိမ်းတွေပို့ဆောင်ဖို့သူ့ရဲ့အရှိအနောက်ပိုင်လိုင်းကိုတရက်ကိုစီပိုင်း9တန်းအထိအမြင့်ဆုံးပမာဏနဲ့တင်ပို့နေရပါတယ်။အီဂျေးရေနံတွေကတော့ပိုင်လိုင်းတွေကနေတစ်ဆင့်မြစ်ထေးပင်လီစီကိုစီးဝင်နေပြီးတော့မှကမ်းရိုးနဲ့တလျှောက်ကရေနံချက်စက်ရုံတွေကနေဥရောပနဲ့မြောက်အမေရိကအတွက်ဒီဇယ်နဲ့ဂျယ်လီယန်စီပိုင်းသိန်းပေါင်းများစွာကိုထုတ်လုပ်ပေးနေပါတယ်။အခုဆိုရင်တရက်ကိုရေနံစီပိုင်း6တန်းနီးပါးလောက်အဲ့ဒီရေလက်ကြားကိုဖြတ်တန်းတော်လာနေပြီးတော့အဲ့ဒီပမာဏကလည်းတိုးလာနေပါတယ်ဒါမှမဟုတ်အနည်းဆုံးတော့တိုးလာခဲ့ဘူးတာပေါ့လေဒီစက်ကျန်လမ်းကြောင်းကိုရက်တန်းတော့အောင်လုံးနိုင်တယ်ဆိုတာကိုသူတို့တက်တဲ့ပြခဲ့ပြီးမို့ဒီလမ်းကြောင်းကဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကိုဟူသီတွေကအတိအကျသိနေပါတယ်2023ခုနှစ်ကနေ2025ခုနှစ်အထိပင်လီနီသင်္ဘောတော်လာမှုတွေကိုဆန်းကျင်တဲ့သူတို့ရဲ့စစ်စင်ရေးကအီရတ်ကုန်တဲ့သင်္ဘောကြီးတွေကို Cape of Good Hope ကနေကွေးပတ်တော်ဖို့တွန်းအားပေးခဲ့ပါတယ်အဲ့ဒီလုံရခါဆူအက်တူမြောင်ဖြတ်တန်းတော်လာမှုကိုတရက်ကိုသင်္ဘောအစင်း80ကနေအဆင့်30အောက်အထိကျဆင်းသွားစေခဲ့ပြီးတော့မှအာမခံကျေးတွေကိုလည်းအစား20အထိထိုးတက်သွားစေခဲ့ပါတယ်အဲ့ဒါတွေအားလုံးကရေလက်ကြားကိုလုံဝမပိတ်ပစ်ပေးနေဖြစ်သွားခဲ့တာပါအခုလက်ရှိအချိန်ကိုပြန်ကြည့်မယ်ဆိုရင်ဆော်ဒီနေဆက်ရန်ဘူးမျိုးနာကစီတဲ့သင်္ဘောအဆင့်30လောက်ဟာသူတို့ရဲ့ပြစ်မှတ်အကော်ဝေးအတွင်းမှာရောက်နေပါပြီ
Cambridge တက္ကသိုလ်က Elizabeth Kennedy ကတော့အဲ့ဒီအဓိကရေလက်ကြားနှစ်ခုစလုံးကိုတပြိုင်တည်းပြစ်လိုက်မယ်ဆိုရင်ဒါဟာအိမ်မက်ဆုတစ်ခုဖြစ်ပြီးတော့ဥရောပဘက်ကိုတော်မယ်ကုန်သွယ်ရေးကိုအကုန်လုံးမဖြတ်စည်းပြစ်နိုင်ရင်တော့မှအကြီးအကျယ်ကမောက်ကမဖြစ်တော်စေလိမ့်မယ်လို့ဆိုပါတယ်။ရင်းနှီးစီးဆင်းမှုကနောက်ထပ်2လလောက်အထိဆက်ပြီးကျဆင်းနေမယ်ဆိုရင်ရင်းနှီးစင်းလုံးတွေဟာ2008ခုနှစ်ကစံချိန်တင်အမြင့်ဆုံးဖြစ်ခဲ့တဲ့တစီကို149.50ဒေါ်လာကိုတော့မှကျော်လွန်သွားနိုင်တယ်လို့ Goldman Sachs ကတတိပေးထားပါတယ်။အဲ့ဒါကတော့အခုထိတကယ်ဖြစ်မလာသေးတဲ့အခြေအနေတစ်ခုပါ။ဟူတီရဲ့ဒုတိယပြန်ကြားရေးဝန်ကြီးမိုဟာမက်မန်ဆော်ကစနေနေ့မှာပြောခဲ့တာကတော့သူတို့ဖွဲ့ဟာဒီတိုက်ပွဲကိုအစင်းလိုက်ဆင်နွှဲနေတာဖြစ်ပြီးတော့ရေလက်ကြားကိုပိတ်ပစ်ဖို့ဆိုတာကလည်းသူတို့ရဲ့ရွေးချယ်စရာတွေထဲမှာပါဝင်တယ်လို့ဆိုပါတယ်။အချိန်ကအပြည့်ပြောရရင်တော့ပထဝီနိုင်ငံရေးအရာခင်ဗျားတို့မှာတိတ်ကောင်းတဲ့တင်ပေါ်လန်ချောင်းလေးရှိနေတာပဲအဲ့ဒီလမ်းကြောင်းလေးတစ်ခုခုဖြစ်သွားရင်သိမ်းနှမျောစရာကောင်းမှာပဲလို့ဆင်းလျှောက်လိုက်တဲ့သဘောမျိုးပါပဲဒါပေမဲ့အဲ့ဒီလိုပြောလို့ဟူတီတွေကအဲ့ဒီအပြင်းထန်ဆုံးနီလန်ကိုတေချာပေါက်သုံးလိမ့်မယ်လို့ဆိုလိုတာတော့မဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတိုက်ခိုက်မှုတွေနဲ့မတူတာကတော့အခုချိန်မှာပင်လီနီဟာအမေရိကန်နဲ့အစ္စရေးအတွက်တွင်မကပဲကမ္ဘာနိုင်ငံအများစုအတွက်ပါအသစ်တစ်ဖက်အရေးပါလာနေတာပဲဖြစ်ပါတယ်အပြင်းထန်ဆုံးလက်နက်တစ်ခုကိုတုံးလိုက်တာနဲ့အနည်းဆက်ဆုံးတူတယ်လို့ပြောရမှာဖြစ်ပြီးတော့အဲ့ဒါလောက်ထိလှုပ်လိုက်ပြီဆိုရင်နောက်ကျောင်းပြန်လှည့်လို့မရတော့ပါဘူးသူတွေတနာအဖွဲ့အစည်းအသီးသီးကကျွမ်းကျင်သူတွေသဘောတူထားတာကတော့ဟူဒီအနေနဲ့အဲ့ဒီလိုလုံရမျိုးလုံးနိုင်ခြေရှိတာကိုလုံးဝပေရှားလို့မရပါပဲဘိုင်မန်နဲ့ဟာလက်နက်တစ်ခုအနေနဲ့အသုံးပြုတာထက်ချိန်ချောက်မှုတစ်ခုအနေနဲ့ထားတာကပိုပြီးတန်မိုးရှိပါတယ်အထူးသဖြင့်ဆော်ဒီအာရေဗျတဲ့သူတို့နှစ်ပေါင်းများစွာအပြည့်အလှန်ပွားတိုက်မှုတွေရှိနေကြတဲ့အခုလိုအချိန်မျိုးမှာပါဆွေးနွေးညှိနှိုင်းမှုတွေအကြောင်းကိုပြောရမယ်ဆိုရင်အင်ဖြူတော်နဲ့အီရန်တို့ကြားမှာဖြစ်ပျက်နေတယ်လို့သတင်းထွက်နေတဲ့ကိစ္စစီကိုရောက်တော့ပါလိမ့်မယ်အကျဉ်းချုပ်ပြောရရင်တော့ပြီးခဲ့တဲ့တနင်္လာနေ့ကထရန့်ဟာအီရန်နဲ့အလွန်ကောင်းမွန်ပြီးအကျိုးရှိတဲ့ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ True Social မှာ post တင်ခဲ့ပြီးတော့သူတို့ရဲ့စွမ်းရည်အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တာကိုတောက်ကြနေညနေပိုင်းအထိခိတ္တရန်နာထားမယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီသံမှတ်ရက်ကိုအခုဒီဧပြီလ6ရက်နေ့အထိနောက်တစ်ကြိမ်ထပ်တိုးလိုက်ပြန်ပါပြီ။ဒါရီယာအချိန်မြောက်မှာရောသူပြောတဲ့အတိုင်းတကယ်လုံးနိုင်ပါမလားဆိုတာကတော့လုံးဝကိုမသိကြသေးတဲ့အနေအထားပါရှိနေစေပါဒါပေမဲ့ Trump ပြောနေတဲ့အဲ့ဒီဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးနေလွေးနေတဲ့အရာတခုကတော့အမြင်နဲ့ရှိနေခဲ့ပါတယ်ပထမဆုံးအနေနဲ့ပြောရရင်အချိန်ကိုက်တာဟာအရင်ကိုကွက်တီးကြလွန်နေပါတယ်ဈေးကွက်တွေမဖွေးခင်လေးမှာပြင်ညာပြီးတော့ပိတ်ရက်အတွင်းမှာဈေးကွက်တွေပိတ်တော်ပြီးနောက်ပိုင်းကိုတမ်းမရက်အပြေထားတာမျိုးပါဒါပေမဲ့ဒီကိစ္စကိုပို့ပြီးမသိခါစရာဖြစ်စေတာကပါလဲဆိုတော့နိုင်ငံခြားရေးဝန်ကြီးအာဘင်အာရရှိလို့နိုင်ငံရေးအလှော်ကနေအီရန်ဒေါ်လာရဲ့အဆောင်တက်အထိအစိုးရအလှော်ပေါင်းစုံကအဲ့ဒီလိုဆွေးနွေးပွဲတွေလုပ်နေတယ်ဆိုတာကိုအချိန်တိုင်းပြတ်တသားညှင်းဆိုနေကြလို့ပါပဲမနေ့ကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းပိုရှင်းသွားတဲ့အချက်တစ်ခုကိုကျွန်တော်တို့သိလိုက်ရပါတယ်အင်ပီရိုထောက်လှမ်းရေးကော်မတီကထိပ်တန်းဒီမိုကရက်အမတ်ဖြစ်တဲ့Jim Himes က CBS ရဲ့ Face the Nation အစီအစဉ်မှာပါဝင်ပြီးတော့စကားကိုထောက်ထားမနေပဲပုံပွင့်လင်းလင်းပြောချလိုက်ပါတယ် Trend နဲ့ပတ်သက်ပြီးHimes ကပြီးခဲ့တဲ့တနင်္ဂနွေနေ့ကသူ့အနေနဲ့ဈေးကွက်ထဲမှာမန်နာရေးဆိုင်ရာကက်ဆိုကြီးတစ်ခုနဲ့ရဆိုင်ရတော့မယ်ဆိုတာသဘောပေါက်တော့အဲ့ဒီလိုစကားမျိုးကိုသူကရှောက်ပြောလိုက်တာပါဆိုပြီးတော့မှကြေညာခဲ့ပါတယ်အခုတော့အဲ့ဒီပြောဆိုချက်ကိုကျွန်တော်တို့အနေနဲ့တိကျအတည်ပြုဖို့ဆိုတာတိတာပဲမဖြစ်နိုင်သေးပါဘူးပြီးတော့အောက်လွတ်တော်အမတ်တွေတည်ထားတာထက်နောက်ကွယ်မှာဖြစ်ပျက်နေတာတွေအများကြီးပိုရှိနေနိုင်ပါတယ်အနည်းဆုံးတော့တွေ့ဝိုက်တဲ့လမ်းကြောင်းတွေရှိနေပါတယ်ပါကစ္စတန်ကတော့ဒီပိရက်အတွင်းဒေသရဲ့အကြီးနိုင်ငံတချို့ကိုဖိတ်ခေါ်ပြီးဆွေးနွေးပွဲတွေလုပ်ရင်ငင်းချင်းရေးဖော်ဆောင်သူလှုပ်ရှင်တဲ့အနေအထားမျိုးနဲ့မကြသေးခင်ကထွက်ပေါ်လာပါတယ်ဒါပေမဲ့ Himes ရဲ့အခမ်းကဏ္ဍကတော့တကယ်ကိုထင်ရှားနေစေပါဒါဆိုကျွန်တော်တို့စီမှာကျင်နေခဲ့တာကလက်ညှိုးထိုးပြလို့ရလာအောင်အစစ်အမှန်ဖြစ်တဲ့တန်တမန်ရေးဖြစ်စဉ်တစ်ခုပါဒါပေမဲ့ကျွန်တော်တို့မြင်ရတဲ့လောက်တော့တကယ်ရလက်တွေထွက်လာဖို့ဆိုတာကအလှမ်းဝေးနေပါသေးတယ်အခုဒီလက်ရှိသတ်မှတ်ရက်ဖြစ်တဲ့ဧပြီ6ရက်ဒီအရှိပိုင်းစံတော်ချိန်ည8နာရီဟာအရှိအနေတွေဘေဘက်ကိုဆက်တော့မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီတောက်ထက်ညို့ပြမဲ့အချက်တစ်ခုဖြစ်လာမဲ့ပုံပါပဲအဲ့တော့ဗီဒီယိုကိုကျွန်တော်ဆက်မပြောခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ပြီးလို့ရှိရင်ဘေးကဒီ noti bell လေးကိုနှိပ်ပြီးတော့မှအဲ့ဒီမှာပေါ်လာတဲ့ ALL ဆိုတာလေးကိုလည်းနှိပ်ပေးထားဖို့တောင်းဆိုပါတယ်အဲ့ဒီလိုလုပ်ထားလိုက်ရင်ကျွန်တော်တို့အချိန်နဲ့တပြေးညီတင်ပေးတဲ့ဗီဒီယိုတွေကိုမိတ်ဆွေဆက်ဆက်သိရှိနိုင်မှာဖြစ်ပါတယ်ကဲဆက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုစီကိုပြန်တော့ကြရအောင်ပါအသေးအစာကိုဆွေးထားတဲ့အစီအစဉ်တွေပါပဲဒီစစ်ပွဲတွေကိုဝင်ရောက်တဲ့အခါမဟာမိတ်တပ်တွေအနေနဲ့လေရောက်စစ်ဆင်ရေးတသက်နဲ့အစ္စလာမစ်သမ္မတနိုင်ငံကိုဖျောက်ချနိုင်ပါမလားဆိုတာနဲ့ပတ်သက်ပြီးတော့မှလေးလာသုံးသက်သူတွေကြားမှာအတော်လေးကိုအငြင်းပေါ်ခဲ့ကြပါတယ်အဲ့ဒါကတကယ်ကိုမသေးချာမကြေရတဲ့အရှိအနေပါလေးလာသုံးသက်သူတွေကမဖြစ်နိုင်ဘူးလို့တန်တရားရှိတဲ့ဘက်ကို
နင်းနေလေးပိုတိမ်ညွနေပေမဲ့ကျွန်တော်တို့တကယ်ရောက်နေတာကတခါမှမကြုံဘူးသေးတဲ့အခြေအနေမျိုးပါအဲ့ဒီနိုင်ငံဟာသူ့ပြည်သူတွေကိုသူကိုယ်တိုင်ရရဆက်ဆက်ဖြိုခွင်းမှုတွေလုပ်ထားခဲ့ပြီးတော့48နာရီအတွင်းမှာတဲ့လူပေါင်း36,500ခန့်ကိုတပ်ဖြတ်ခဲ့ပါတယ်အမေရိကန်နဲ့အစ္စရေးပေါင်းလိုက်ရင်ကမ္ဘာပေါ်မှာအဆင့်အမြင့်ဆုံးလက်နက်စနစ်တွေရှိနေနိုင်ပြီးတော့သူတို့လိုအပ်မဲ့ထင်တာတွေကိုစစ်ပွဲတွေယူလာမယ်ဆိုတာလည်းရှင်းလင်းပါတယ်အတိကျတဲ့ပြင်ပတိုက်ခိုက်မှုတွေနဲ့ဒရုန်းစစ်စင်ရေးတွေဟာအဲ့ဒီလိုစစ်စင်ရေးမျိုးကို theory အရာအနေဆုံးတော့ဖြစ်နိုင်ခြေရှိတဲ့အထိတိုးတက်လာခဲ့ပြီလားဒီအငင်းပေါ်မှုရဲ့အခြားတစ်ဘက်ကိုကြည့်မယ်ဆိုရင်လေကြောင်းကနေတက်တက်နဲ့အစိုးရတရက်ကိုပြောင်းလဲပစ်တယ်ဆိုတာကကြားတော်မကြားဘူးတလောက်ပါပဲအဓိကအကြောင်းရင်းကတော့ဘုံကျဲတိုက်ခိုက်မှုတွေဟာမြေပြင်အခြေအနေကိုပြောင်းလဲဖို့အတွက်ကန့်သက်ချက်တွေရှိနေလို့ပါပဲဒေါ်နယ်ထရန့်ရဲ့တွေးခေါ်ပုံကတော့သူကိုယ်တိုင်ညှင်းညူခဲ့မှုတဲ့ဒီအရှိတွေပိုင်းကမဆုံးနိုင်တဲ့စစ်ပွဲတွေမှာမြေပြင်တက်တွေမလို့အပတ်အသုံးပြုခဲ့တယ်လို့မြင်ပုံရပြီးတော့သူကတော့ပိုပြီးထိရောက်တဲ့တစ်ခုခုကိုလုတ်ပေးတိုင်းပဲလို့ယုံကြည်နေတာပါဒါပေမဲ့ဒီလွန်ခဲ့တဲ့အပတ်ပေးရဲမှာတော့ဝါရှင်တန်နဲ့ဂျေရုဆလင်တို့ဒီမြေပြင်စစ်စင်ရေးနဲ့ပတ်သက်ပြီးဘာတွေကြံစည်ထားတယ်လဲဆိုတာကိုစိတ်ဝင်စားစရာကောင်းလောက်အောင်ကျွန်တော်တို့သိလိုက်ရပါတယ်လေကြောင်းစစ်စင်ရေးကမဆွဲဆောင်နိုင်တဲ့မြေပြင်တပ်ဖွဲ့နေရာမှာကက်ပတိုက်ခိုက်ရေးသမားတွေကိုအသုံးပြုဖို့အတွက်မော့ဆက်ဟာနေပေါင်းများစွာကလေးကအစီအစဉ်တစ်ခုဆွေးနွေးခဲ့တယ်ဆိုတာကို Israel Channel 12ကအသေးစိတ်စုံစမ်းထောက်လှမ်းထားတဲ့သတင်းတစ်ပုဒ်မှာအတည်ပြုထုတ်လွှင့်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ Iran Cap အတိုက်ခံအဖွဲ့တွေစုပေါင်းထားတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တောင်းနှင်းရှိပြီး Iran နေဆက်ကိုဖျက်ကျော်ဝင်ရောက်ပြီးတော့ပေါ့နော်ဒီစစ်ပွဲစတင်တဲ့ရက်တွေပါ American နဲ့ Israel တို့ရဲ့ကြီးမားတဲ့လေကြောင်းအကာအကွယ်ကိုရယူပြီးနိုင်ငံတွင်းကဒီ Cap ကွန်ရက်တွေနဲ့ရှေ့ဆက်ပြီးတော့ Iran နိုင်ငံဒေးကိုနည်းနည်းဆက်ဆိုင်ထိုးဖောက်ဝင်ရောက်ပြီးတော့ပိုပြီးကြေပြဲတဲ့ပုံကံထားကြောပူကြီးတစ်ခုဖြစ်လာအောင်မီးမွေးပေးဖို့ပါပဲအဲ့ဒါကိုလည်းကျွန်တော်ရှေ့ကဗီဒီယိုတစ်ပုဒ်မှာလည်းပြောခဲ့မှုတွေထင်ပါတယ်ရှင်းရှင်းလင်းလင်းပြောရရင်ဒါဟာ Cap လူမျိုးတွေလွှမ်းမိုးနေတဲ့ဒေသတွေလောက်မှာပဲအရှိရှားမဲ့တာမယ်နေအစင်းအစီအစဉ်တွေတခုမဟုတ်ပါဘူးအစီအစဉ်ကတီဟီရန်အထိအဆုံးတိုင်ရှိတတ်တော့ဖို့ပါအစစ်စစ်ရေးမစားခင်မှာမော်ဆက်အကြီးအကဲဒေးဗစ်ဗာနီယာကနေတန်ယာဟုကိုဓာတ်ရိုက်အစီရင်ခံခဲ့ပြီးတော့ဇန်နဝါရီလမှာထရန့်ရဲ့အဖွဲ့ကိုတော်ရောက်တင်ပြဖို့ဝါရှင်တန်ကိုခရီးထွက်ခဲ့တယ်လို့သိရပါတယ်။နေတန်ယာဟုကတော့အဲ့ဒါကိုအရန်စိတ်အားထက်သန်စွာနဲ့ထောက်ခံခဲ့တဲ့သူပါ။ဒါဟာသူအိမ်မက်မက်နေခဲ့တဲ့အထီးအခိုက်အနေဆုံးနဲ့အစိုးရကိုပြောင်းလဲပြစ်နိုင်မယ်စစ်စင်ရေးတစ်ခုပါပဲ။ဒီတရေအရဆိုရင်အဲ့ဒီအချက်ကဖေဖော်ဝါရီလ28ရက်နေ့တိုက်ခိုက်မှုတွေကိုထရန့်ကမီဇိန်ပြခွင့်ပြုလိုက်ဖို့အတွက်လွန်မှုရှိတဲ့အချက်တစ်ချက်လည်းဖြစ်ခဲ့ပါတယ်။အစ္စရေးစစ်တပ်ထောက်လှမ်းရေးကတော့ဒီအစားကလေးကတန်တရားရှိခဲ့ပြီးတော့မှအောင်မြင်နိုင်ခြင်းနေပါတယ်လို့သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့အရှင်းတွေတကယ်စားတက်လာခဲ့ရင်တော့ cap တွေကသူတို့တာဝန်ကိုသူတို့ကြည်ပွန်အောင်လုပ်လိုက်မယ်လို့ယုံကြည်ထားကြောင်းအဲ့ဒီသတင်းမှာဖော်ပြထားပါတယ်။တိုက်ခိုက်မှုတွေစားတက်လာတဲ့အများ CIA လည်းအလုပ်တွေအကြီးအကျယ်ရှုံးလာပါတော့တယ်။ Trump က cap ကောင်းဆောင်တွေနဲ့ဖုံးပြောနေခဲ့ပါတယ်။ American နဲ့ Israel တိုက်လေယာဉ်တွေကလမ်းကြောင်းရှင်းဖို့အတွက်အနောက်မြောက်ပိုင်းကအီရန်လူချုပ်ရေးတပ်ဖွဲ့တွေနဲ့ဝိုင်းရံခံထားရတဲ့နေရာတွေကိုအပြင်းအထန်ဘုံကျဲတိုက်ခိုက်နေခဲ့ပါတယ်။တိုက်ခိုက်ရေးသမားတချို့ဟာအတိုင်းအတာတစ်ခုအထိနေဆက်ဖြတ်ကျော်စစ်စင်ရေးတွေကိုစတင်နေပြီဆိုတဲ့သတင်းတွေလည်းရှိခဲ့ပါတယ်။အခုချိန်မှာတော့ဒါဟာစစ်သမိုင်းပညာရှင်တွေနောက်နှစ်ပေါင်းများစွာကြာတဲ့အထိလေ့လာရမယ်နောက်ဆုံးရသတင်းတစ်ပုဒ်ဖြစ်နေစေပါဒါပေမဲ့အခုထိကျွန်တော်တို့သိရတဲ့လောက်ကတော့အတိုင်းအတာအပြေကျူးကျော်ဝယ်ရောက်မှုကြီးဘတော်မှစတင်မလာခဲ့ရတဲ့အဓိကအကြောင်းရင်းကကမ်အဖွဲ့အစည်းတွေအနေနဲ့သူတို့လိုချင်တဲ့အာမခံချက်တွေကိုမရခဲ့လို့ပါပဲအဲ့ဒါတွေကတော့ဝေဟင်မှာလေယာဉ်မပြန်တမ်းရဆုံးသတ်မှတ်ပေးဖို့ပြီးရင်သူတို့ရဲ့တခိုင်ရေးသမားတွေ IRGC အတွက်အမြောက်စာမဖြစ်တော့ရအောင်မြေပြင်အကူအညီပေးဖို့နဲ့လုံလောက်တဲ့ကတိကဝတ်တွေပေးဖို့စတာမရှိတဲ့အစိုးရတရက်စီကနေနိုင်ငံရေးအရာအာမခံချက်တွေရဖို့တော့ပဲဖြစ်ပါတယ်မိတ်ဆွေတို့မှန်ပြီးကောင်းမှန်ပြီးကြပါလိမ့်မယ်မလာလေးရက်နေ့မှာ Fox News က Iraq Cap ထောင်ပေါင်းများစွာဟာအီရန်နိုင်ငံတွေကိုမြေပြင်ထိုးစစ်ဆင်နေပြီဆိုတဲ့သတင်းကိုဖောက်တင်ချခဲ့ပါတယ်အဲ့ဒီတော့ကလည်းကျွန်တော်ပြောခဲ့ပါတယ်ဒီကိစ္စလူသိရှင်ကြားဖြစ်သွားတဲ့အတွက် Gal အဖွဲ့တွေအရန်ကိုထိတ်လန့်တော့ခဲ့ပြီးတော့ရှိနေကြတဲ့များအစိမ်အဟုန်တွေလည်းဆက်ရှင်းဆိုသလိုပျက်စီးသွားခဲ့ရပါတယ်။အီရန်ကအနောက်မြောက်နေဆက်ကိုအင်အားဖြစ်တန်ခဲ့ပါတယ်။အာဒိုဂန်ကဒီကိစ္စတစ်ခုလုံးကိုရက်တန်ကရက်ဖို့ Trump ကိုဖိအားပေးခဲ့ပြီးတော့2019တုန်းက Trump ကဆီးရီးယားကနေတက်ဆုပ်တော်လို့အထောက်အပံ့မေးကြံခဲ့ပြီးအထိနာခဲ့ရတဲ့ကက်တွေဟာလည်းရှေ့ဆက်မတိုးကြတော့ပါဘူး။ဒါဆိုပလဲအေပြတ်သွားပြီဆိုရင်ဘာကြံသေးလဲ။အဲ့ဒါကတကယ်ကိုဖြေရခက်တဲ့မေးခွန်းကြီးပါပဲ။အရှင်းနေအရရက်ကိုကြည့်ရရင်တော့ဘလောက်ပဲဝေဝါးနေပါစေ။နောက်ဆုံးထားတဲ့ April 6 ရက်တပတ်ရက်စီကိုပဲကျွန်တော်တို့ပြန်ရောက်တော့ပါတယ်။ဒါပေမဲ့အရင်တပတ်ရက်တွေနဲ့မတူတာကတော့ဒီတပတ်ရက်ရောက်လာတဲ့အခါဒီစစ်နေဝန်းနေမှာ American တပ်ဖွဲ့ဝင်အများရောက်ရှိနေမှာဖြစ်ပါတယ်။တောက်ကြတွေက Marine တပ်သား200ခန့်ရောက်ရှိလာခဲ့ပြီးတော့မှ82ကြိမ်မြောက်လေဒီတပ်ဖွဲ့လည်းလန်ကီမှာရောက်နေပြီးတော့
ပင်တဂွန်ကလည်းနောက်ထပ်တပ်ဖွဲ့ဝင်1000ကိုထပ်မံဆင်လွှတ်ဖို့စဉ်းစားနေတယ်လို့သိရပါတယ်အရှင်တွေကိုနားလည်အောင်ပြောရရင်အဲ့ဒီပမာဏကအီရတ်ကိုကျူးကျော်ခဲ့တဲ့တပ်ဖွဲ့ဝင်2သိန်းခွဲရဲ့အစိမ့်ပိုင်းတွေတစ်ခုပဲရှိပါသေးတယ်ဒါပေမဲ့အဲ့ဒါကပြည်သူတွေရဲ့အမြင်မှာအများကြီးကော်ဆာမှုရှိတော့စေမလားဆိုတာကတော့မသိကြသေးပါဘူးအမေရိကန်လူမျိုးအများစုကဒီစစ်ပွဲကိုပထမဆုံးနေ့ကလေးကဆန်းကျင်ခဲ့ကြတာပါဒါပေမဲ့တော်တော်များများအတွက်တော့ဒါဟာထိတ်တန်းကနေစဉ်းစားရမယ့်ကိစ္စရပ်တစ်ခုတော့မဟုတ်ပါဘူးရာခိုင်နှုန်း20အောက်ကပဲသူတို့အရန်ဂယူဆိုင်ကြောင်း CNN ကိုပြောကြပါတယ်ဒီနှစ်ပေါင်းများစွာစစ်စင်ရေးတွေလုပ်ခဲ့ပြီးတဲ့နောက်မှာတော့အရှိတွေပိုင်းကိုဘုံကျဲတယ်ဆိုတာသိပြီးအသစ်အဆန်ကြီးတော့မဟုတ်တော့ပါဘူး Republican တွေဘက်ကတော့80ရာခိုင်နှုန်းကျော်ကထောက်ခံကြောင်းပြသပြီးတော့ဒီကိစ္စကိုအမြဲတမ်းကြောထောက်နောက်ခံပေးခဲ့ကြပါတယ်ဒါပေမဲ့ဘလို့ပုံစံနဲ့ပဲကျူးကျော်တာဟာလုံအောင်ကိုကွေးပြားဆာနာတဲ့အခြေအနေတစ်ခုဖြစ်တော့မှာပါမိတ်ဆွေတို့တတိယပါ Trend ဆိုတာကခွန်အားနဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ်စစ်ပွဲအသစ်တွေကိုမဖန်တီးဘူးဆိုတဲ့ကြွေးကြော်တန်နဲ့ဝန်ပြိုင်လာခဲ့တဲ့သမ္မတပါအဲ့ဒီမူဝါဒကနေအီရန်ကိုလေကြောင်းကနေတိုက်ခိုက်မယ်ဆိုပြီးပြောင်းလဲသွားတာကတပိုင်းပါဒါပေမဲ့အဲ့ဒီလိုတက်ဆာထားမှုမျိုးပါဝင်မှာမဟုတ်ဘူးလို့အတိအလင်းအာမခံထားပြီးမှမြေပြင်တပ်ဖွဲ့အပြေးအဝပါဝင်တဲ့စစ်စင်ရေးပုံစံမျိုးအချိန်မြင့်လှုပ်ဆောင်မယ်ဆိုတာကတော့လုံးဝကိုတခြားကိစ္စကြီးတစ်ခုဖြစ်တော့ပါပြီ။ဂျာပြည့်ရုပ်ကောက်ပွဲတွေလည်းနိကက်လာပြီဆိုတော့ဒါဟာတကယ်ကိုကြီးမားတဲ့လောင်ကြီးထပ်မှုကြီးတစ်ခုဖြစ်လာပါလိမ့်မယ်။ဒီစစ်ပွဲစတဲ့ကလေးကတည်င်းခေါင်းစဉ်တွေထဲမှာထူးထူးခြားခြားပြောင်းနေခဲ့တဲ့သမ္မတပက်ဇက်စကီယန်နဲ့တော်လှန်ရေးအစောင့်တပ်တို့အကြားကတဲမာမှုတွေဟာဒီလိုနောက်ထပ်အခြေအနေတွေကြားမှာပဲဒီအပတ်ဒီလွန်ခဲ့တဲ့ပရက်အပေါ်ထင်ဖြစ်လာခဲ့ပါတယ်။အစိုးရအဖွဲ့အတွင်းကတည်င်းအရှင်းပြတွေကိုကိုးကားပြီးအတိုက်ခဲမီဒီယာဖြစ်တဲ့ Iran International ကစနေနေ့မှာဖော်ပြခဲ့တာကတော့ဒေသတွင်းမှာတိုက်ခိုက်မှုတွေအချိန်ပြည့်လှုပ်ဆောင်နေတဲ့ IRGC ရဲ့မူဝါဒကို Pezeshkian ကဇက်တိုက်ဝေဖန်နေပြီးတော့ Iran အစိုးရပေါ်မှာထိန်းချုပ်ခွင့်ကိုအယက်သားအစိုးရဘက်စီပြန်လည်ပေးအပ်ဖို့တောင်းဆိုနေတယ်လို့ဆိုပါတယ်။ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးအာမက်ဘာဟီဒီကဒီအချက်ကိုပြပြတသားပေးချခဲ့ပြီးတော့နိုင်ငံတော်တည်ငြိမ်မှုရှိစေဖို့အတွက်စစ်မဖြစ်ခင်ကလေးကဒီဖွဲ့စည်းပုံဆိုင်ရာပြပြပြောင်းလဲမှုတွေကိုအကောင့်တွေဖော်ဖို့ပြက်ကွက်ခဲ့တယ်လို့ Pezeshkian ရဲ့အစိုးရအဖွဲ့ကိုပြန်လည်အပြစ်တင်ဆွဆွဲခဲ့ပါတယ်။အရှိကားအပြစ်ပြောရရင်တော့ဒီတဲ့ကိုယုံကြည်ရမယ်ဆိုရင်အစ္စလာမစ်သမ္မတနိုင်ငံရဲ့အုပ်ချုပ်ရေးရန်တရားဟာအစိုးရရဲ့အရဲအသားဘိုင်းနဲ့ IRGC နဲ့ဆက်နွယ်နေတဲ့အပိုင်းတို့အကြမှာအပြစ်အလှန်အပြစ်တင်လက်ကျိုးထိုးနေကြတဲ့တိုင်ပွဲကြီးတစ်ခုအဖြစ်ကိုကြားဆင်းတော့ခဲ့ပါပြီ။အဲ့ဒါကလည်းလုံးဝအသစ်အဆန်တော့မဟုတ်ပါဘူး။ဘယ်လာအစောပိုင်းတုန်းက Pezeshkian ဟာဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအင်ဒီဂျင်နိုင်ငံတွေကိုတောင်းပန်ခဲ့တဲ့အတွက်အစောင့်တပ်တွေကိုဒေါ်တာထွက်စေခဲ့ပြီးတော့ရှင်းလင်းတဲ့သတင်းစကားတစ်ခုပေးကြတာနဲ့ပဲသူတို့ကတိုက်ခိုက်မှုတွေကိုပို့ပြီးတော့မှလုပ်ခဲ့ကြတဲ့အချိန်တုန်းကလည်းအစီအကျဲထိတ်တက်တွေ့ခဲ့ကြပါသေးတယ်။စာဖက်မှာရှိတဲ့ IDF မြောက်ပိုင်းစစ်ဌာနချုပ်မှာပြောကြားခဲ့တဲ့နေတယာဟုရဲ့စကားအရဆိုရင်တော့ဒါဟာအားလုံးဟာသူတို့ရဲ့စစ်စင်ရေးအလုပ်ဖြစ်နေတယ်ဆိုတာကိုသက်သေပြနေတာပဲလို့ပုံဖော်သွားပါတယ်။သူပြောခဲ့တဲ့ပုံစံကတီဟီရန်ကအကြက်ဘတ်အစိုးရစီမှာအကွေးချောင်းတွေတည်တည်တတာမြင်နေရပြီဆိုပြီးတော့ပါ။အဲ့ဒါကထောင်းလဲရေးအကေးဖြတ်ချက်လားနိုင်ငံရေးအရာသတင်းစကားပါတာလားဒါမှမဟုတ်နှစ်ခုစလုံးပေါင်းဆက်ထားတာလားဆိုတာကတော့ကျွန်တော်တို့ဘသူ့ကိုမေးတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်ဒါပေမဲ့ဒီသတင်းပေါက်ကြားမှုကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကအီရန်ကိုဘလို့အုပ်ချုပ်နေတယ်လဲဒါမှမဟုတ်ဘလို့အုပ်ချုပ်မနေဘူးလဲဆိုတာနဲ့ပတ်သက်ပြီးမြင်ကွင်းအသစ်တစ်ခုကိုပေးစောနိုင်လို့ပါပဲစစ်ပွဲအစပိုင်းတိုက်ခိုက်မှုတွေမှာဒဏ်ရာရတော့တယ်လို့သတင်းထွက်ပြီးကလေးကလူမြင်ကွင်းမှာရောဗီဒီယိုမှာပါတွေ့ရခြင်းမရှိတော့တဲ့အမြင့်ဆုံးကောင်းဆောင်အလီခါဘေဒီရဲ့ကျဲမာရေးနဲ့ဘယ်ရောက်နေလဲဆိုတာကိုကြည်ကြည်ပြည့်ပြည့်သေချာမသေချာဖြစ်နေတဲ့အချိန်တွေမှာတီဟီရန်မှာတကယ်တမ်းအာဏာကိုဘယ်သူကတွေ့ထားတယ်လဲဆိုတဲ့ဘေကောကတော်တော်လေးကိုရှင်းရှင်းလင်းလင်းမရှိလာပါဘူးလွတ်တော်ခရာဂါလီဘက်ကတော့အရှိတွေကိုထိန်းထားဖို့စ조사နေတဲ့အလားအလာရှိသူတူအဖြစ်ထွက်ပေါ်လာပါတယ်ဒါပေမဲ့ဘသူကတကယ်တမ်းတာဝန်ယူထားတယ်လဲဆိုတာကိုဘသူမှမသေးကြတဲ့အချိန်မှာသူတော်မှအစိုးရအဖွဲ့ရဲ့ဟာခွက်တွေကိုဖုံးကွယ်မထားနိုင်ပါဘူးအဲ့ဒီလိုပြည်တွင်းမှာကမောက်ကမားတွေဖြစ်နေပေမဲ့လည်းတီဟီရန်ကပြည်ပကိုအာဏာဆက်ဖြတ်ချဖို့အချိန်နဲ့အင်အားကိုရှာတွေ့နေစေပါပဲကျော်လွန်သွားတဲ့တမန်ရက်တွေအကြောင်းပြောရမယ်ဆိုရင်လက်ဘနွန်အစိုးရကအီရန်တဲ့အမတ်ရီဇာရှီဘာနီကိုနိုင်ငံအတွင်းကနေထွက်တော်ဖို့မလ29ရက်နေ့ကိုနောက်ဆုံးရက်တတ်မှတ်ခဲ့ပြီးတော့သူ့ကိုလုံးဝလက်မခံနိုင်တဲ့သူအဖြစ်ကြေညာခဲ့ပါတယ်ရှီဘာနီကတမန်ရက်ကိုလျေးလီယူရှုယုံနေမကပဲဘေရက်ရဲ့အမိန့်တွေကိုဓာတ်ရိုက်ဖီဆန်တဲ့အနေနဲ့နိုင်ငံကနေထွက်ခေါ်ဖို့အစီအစဉ်မရှိဘူးလို့သူ့ရဲ့ဝန်ထမ်းတွေကတစ်ဆက် AFP သတင်းဌာနကိုအတိပေးပြီးပြက်ပြက်တသားပေးချခဲ့ပါတယ်လူတယောက်တည်းနဲ့ပတ်သက်နေတာမို့လို့တိတ်အရေးမကြီးဘူးလို့ထင်ရနိုင်ပေမဲ့ဒီထိတ်တိုက်တွဲဆုံမှုဟာတကယ်တော့လက်ဘနွန်အတွက်ရှေ့ဆက်ဖြစ်လာမယ့်အရာများစွာကိုအဆုံးအဖြတ်ပေးတော့ပါလိမ့်မယ်ဟစ်ဇ်ဘိုလာနဲ့သူတို့ရဲ့ဒီရှီအိုင်မဟာမိတ်ဒီအာမေယက်ပါတီတို့နိုင်ငံအပေါ်မှာရှိတဲ့လွှမ်းမိုးမှုကတစ်ဆက်လက်ဘနွန်ဆိုတာသူတို့အကက်ထဲမှာရှိနေတယ်လို့တီဟီရန်ကကာလာရှီချာရှုမြင်ထားခဲ့တာပါသူတို့နိုင်ငံမှာတကယ်စစ်ပွဲကြီးဖြစ်နေတာတော့မှတီဟီရန်ကဒီနေရာမှာအခိုင်အမာရက်တီပြဖို့အာရုံစိုက်နေစေပါပဲ
လက်ဘနွန်နိုင်ငံအနေနဲ့စီးလုံးညီညွတ်ပြီးသံအမတ်ကိုတင်ထုံးနိုင်စွန်ရှိမှာမဟုတ်ဘူးလို့သူတို့ကလောင်ကျေးထည့်ထားကြပြီးတော့အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါမှာတကယ်တမ်းဘသူကဩဇာကြောင့်တလဲဆိုတာကိုပြသနေတာပါဒီကိစ္စမှာသူတို့ထင်တာမှန်ကောင်းမှန်နိုင်ပါတယ်သံအမတ်ကစနေမဲ့အပေါ်ဟစ်ဇ်ဘိုလာရဲ့ထောက်ခဲတဲ့ဒီဆုံးဖြတ်ချက်ဟာသိပြီးအောစရာမဟုတ်ပေမဲ့အာမေပါတီကပါသူဆက်ရှိနေတာကိုကြောထောက်လောက်ခဲ့ပေးခဲ့ပါတယ်သူတို့ကသံအမတ်ကိုတင်ထိုးရေးကိစ္စထပ်မံဆွေးနွေးဖို့ရှိတဲ့အစိုးရအဖွဲ့အစည်းအဝေးကိုတပိတ်ပေါက်ခဲ့ကြပြီးတော့ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုရပ်တန့်တော့အောင်စ조사ခဲ့ကြပါတယ်အီရန်တပ်တမဲ့တဲ့အရေးမြစ်တစ်ခုကမနေ့ကဒီ AFP ကိုပြောကြားခဲ့တာကတော့သံအမတ်ကြီးဟာလွှတ်တော်ဥက္ကဋ္ဌနာဗီဗာရီနဲ့ဟစ်ဇ်ဘိုလာတို့ရဲ့ဆန္ဒအရာလက်ဘနွန်ကနေထွက်ခွာမှာမဟုတ်ဘူးလို့ဆိုပါတယ်နိုင်ငံတော်ကစက်ကူပေါ်မှာတရားဝင်ပြဋ္ဌာန်းလိုက်တာနဲ့လက်တွေ့မှာတကယ်တမ်းအသက်ဝင်အောင်လုံနိုင်စွန်တို့ဂျာကအဲ့ဒီကော်ဟာချက်ကြီးဟာခေတ်သစ်လက်ဘနွန်ရဲ့ဇလန်ကိုဒီအကျဉ်းချုပ်ပြလိုက်တာပါပဲမလာအစောပိုင်းတုန်းကနိုင်ငံတော်အစိုးရကကနဦးတိုးတက်မှုတွေလုပ်နိုင်ခဲ့တာကိုထိတွေ့ကြည့်မယ်ဆိုရင်အခုလိုမြင်တွေ့ရတာကအထူးသဖြင့်ဒီကယ်ဆိုမိုးပေါင်ကြားတာပါပဲရှင်းရှင်းလင်းလင်းပြောရရင်လက်ဘနွန်နိုင်ငံတော်အစိုးရကဒီနှင်ထုတ်တဲ့ကိစ္စကိုဥပဒေနဲ့အညီအကောင့်တွေဖော်ခဲ့တာပါနိုင်ငံရေးဝန်ကြီးအာမေပါတီရဲ့အချိန်ဆွေးနေမှုတွေကိုရှောင်လွှဲဖို့အတွက်ဘာရီကိုတမင်တကာကွင်းလုံးလှေးရှောင်ထွက်ခဲ့တာဖြစ်ပါတယ်ဘီယနာကွန်ဗင်းရှင်းအရာနိုင်ငံရေးဝန်ကြီးတူဟာသူ့ကိုယ်ပိုင်အာဏာနဲ့တန်အမတ်တူကိုလက်မခံနိုင်သူအဖြစ်ကြေညာနိုင်ပါတယ်အစိုးရအဖွဲ့ရဲ့မေခွေဆုံးဖြတ်ချက်ပြီးရင်လွှတ်တော်ရဲ့အတည်ပြုချက်တာမဟုတ်လွှတ်တော်ဥက္ကဋ္ဌစီကသဘောထားမဲဆဲဘာမှမလိုအပ်ပါဘူးဒါပေမဲ့လည်းတန်အမတ်ကလက်ဘနွန်မြေပေါ်မှာဆက်ရှိနေစေပါပဲဒီကိစ္စဘယ်လိုအဆုံးသတ်မလဲဆိုတာကိုအချိန်ကပဲစကားပြောတော့ပါလိမ့်မယ်ဒါပေမဲ့လက်ဘနွန်အနေနဲ့သူဟာရှုရှားအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကြောင်းပြကျင်တယ်ဆိုရင်တော့ဒီနောက်ပိုင်းမှာတွေဆက်လုပ်ရမလဲဆိုတာကရှင်းနေပါတယ်ဘေရော့မှာဒီလိုတွေဖြစ်ပျက်နေချိန်မှာပဲအစ္စရေးစစ်တပ်ကလည်းတောင်ပိုင်းဒေသတွေကိုပိုပြီးနယ်ဆိုင်စော်ထိုးဖောက်ဝင်ရောက်ဖို့အလုပ်များနေခဲ့ပါတယ်နေတယာဟုကတက်မ146ကိုလက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ဂျာဂန်နေမြေကိုလီတာနီမြေနဲ့ပိုပြီးနှိကက်တော့အောင်ပုံမနယ်ဆိုင်စော်တိုးဝင်ဖို့အမိန့်ပေးခဲ့ပြီးတော့လီတာနီမြေရဲ့မြောက်ဖက်အထိပါဘေးလွှဲရာရွှေ့ပြောင်းရမယ့်စုံတွေကိုတကယ်ပဲတိုးရှင်းတတ်မှတ်ခဲ့ပါတယ်ဒါဟာတမိုင်းမှာတစ်ခါမှမရှိခဲ့ဘူးတဲ့လုပ်ရပါပဲဒါကအစ္စရေးရဲ့အတိုင်းအတာအပြေးကျူးကျော်မှုကြီးမဟုတ်သေးပေမဲ့လည်းအဲ့ဒီဥတီချက်စီကိုတွားနေတဲ့နောက်ထပ်ရှင်လက်တရက်တော့ဖြစ်ပါတယ်ကမ္ဘာကြီးရဲ့အစိပ်ပိုင်းတော်တော်များများကအရှေ့ဘက်ကနိုင်ငံအနေငယ်စီကိုအာရုံစိုင်းနေကြတဲ့အချိန်မှာလက်ဘနွန်အပေါ်မှာထိုးစစ်ဆင်တာဟာဒီစစ်ပွဲတစ်ခုလုံးမှာအကျိုးဆက်အကြီးမားဆုံးလုပ်ရက်တွေကတစ်ခုအဖြစ်အဆုံးသတ်သွားနိုင်ပါတယ်ထုံးစံတိုင်းပဲအရှင်တွေတိုးတက်လာတာနဲ့အမျှကျွန်တော်တို့ဆက်လက်ပြီးအရှင်တွေပြည့်ညီတင်ဆက်ပေးတော့ဦးမှာပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကွန်မန့်လေးတွေလည်းရှားရေးပေးတော့ကြလို့ရပါတယ်ကျွန်တော်ကတော့အားလုံးသိတဲ့အတိုင်းရုပ်ချောတဲ့ကိုအောင်ပါ